မင်္ဂလာပါကလေးတို့ရေနော်ခုဟာသားတို့အတွက်လှုပ်ခေါ်တာလေးပါနော်ဟိုရက်ကလည်းပြောထားပါတယ်ဒါလူမရသေးလို့ပါနော်အားပါလဲဆိုတခုတဲကြီးကာနော်အဲ့တော့ကားမောင်းလိုင်စင်ရှိထားမယ်နော်ဂျပန်စာကိုအန်ဖိုလက်မှတ်ကင်ထားတယ်ဒါမှမဟုတ်လည်းအန်3လက်မှတ်ကင်ထားတယ်နော်ဒါမှမဟုတ်အန်3ဖြည့်ထားတယ်ပေါ့နော်ပြီးသွားရင်ပတ်ဆို PG ရှိရမယ်နော်သူကတခုတည်းကြီးကားနဲ့သွားမှဖြစ်တဲ့ကြောင့်မလို့တခုတည်းကြီးကားတင်တန်းကိုတက်ပေးရမယ်ပေါ့နော်ဒါပေမဲ့အဲ့ဒါကကိုကလက်မှတ်အောင်ထားတဲ့ဆိုရင်လည်းပိုကောင်းတာပေါ့နော်ပြီးသွားရင်စောင်းမွဲဖြည့်မယ်ဖြည့်ပြီးသွားလို့ရှိရင်ဂျပန်ကိုတခုတည်းကြီးကားနဲ့သွားမယ်နော်အဲ့ဒါကအသက်ကဘေးရွယ်တွေတုံးဆိုရင်အသက်25ကနေ35အတွင်းကိုခေါ်ပါတယ်เนาะယောက်ျားလေးတည်တက်เนาะအဲ့တော့အခုအဲ့ဒါလေးကလေဘယ်လိုသွားဖို့နေသွားမဲ့ဟာလေးတွေကိုအသေးစိတ်ပေါ့เนาะဆမီနာလုပ်ပြီးတော့ရှင်းပြမှာမို့လို့เนาะစိတ်ဝင်စားတဲ့သူတွေစင်းပေးလို့ရပါပြီเนาะစောစောပြောတာလေးများသွားမလားမသိဘူးယောက်ျားလေးတက်25နေ35အတွင်းတခုတည်းကြီးကားစိတ်ဝင်စားတဲ့သူเนาะကားလိုင်စင်ရှိတဲ့သူအန်ဖို့အောင်ထားတဲ့သူတခုတည်းကြီးကားဆောင်မွဲဖြေထားတဲ့သူတို့မို့เนาะအဖြေမတက်ရသေးလဲရတယ်เนาะအဲ့တော့ဘယ်ဖုန်းနံပါတ်ကိုဆက်သွယ်ပြီးတော့မေးမြန်းမလဲဆိုရင်39เนาะဒီမှာဖုန်းနံပါတ်တွေပြလိုက်ပါဦးနော်ဖုန်းနံပါတ်က09693316ရယ်ခွင်9935696နော်အဲ့နှလုံးကနေဖောင်နေလို့လည်းရပါတယ်နော်ဖိုင်ဘာကနေမီးလို့လည်းရပါတယ်ရှင့်ဟောပြီးသွားရင်ဒီမြောက်ကလာပါကန်ကိုမီးနေကြလို့မြောက်ကလာပါကန်စတော့မယ်နော်စင်းပေးလို့ရပါပြီရှင့်ရင်တလက်စတယ်ဟိုရက်ကနော်မန္တလေးလိပ်စာမီးတဲ့သူเนาะမကွေးလိပ်စာမီးတဲ့သူတွေကမှတခါတည်းဖြည့်ပေးလိုက်ပြီเนาะ 68A 3940ကြာမဟာမြိုင်ပြီးသွားရင်မကွေးရကြာ18လမ်းနဲ့မေဒီလန်းတောက်မှာရှင့်အခုလေเนาะဒီအတန်းတစ်က15ရက်နေ့မှာစထားတယ်เนาะတချို့ကလေးတရက်နေ့နောက်ကျလို့ရလာလို့မေးလို့တရက်နေ့ကတော့နောက်ကျလို့ရပါတယ်เนาะဖုန်းဆက်ပြီးတော့အဆောင်အတွက်ကကြတော့လေနည်းနည်းလေးစိတ်ပူရတယ်เนาะအဲ့အတွက်နေပြည့်မဲ့ဆိုရင်အဆောင်စီစဉ်ရအောင်လို့ဖုန်းကြိုဆက်ပေးပါလို့เนาะကျေးဇူးတင်ပါတယ်ရှင့်ဟောဒီခုစားလေးကလေအခွင့်အလမ်းကောင်းလေးမို့လို့အဖို့အောင်ထားတဲ့တငယ်ချင်းလေးရှိရင်ပြောပြပါဦးเนาะ